Hello အားလုံးပဲမင်္ဂလာပါ Udemy မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကိုပါဒီနေ့မှာကျွန်တော် Premium နဲ့ကိုစာဝင်လုပ်မှာပေါ့ဗျာဒီနေ့မှာကျွန်တော်ပြောမှာတော့ project ဒီဆောင်းကြီးရဲ့Webpage အကြောင်းတွေကိုကျွန်တော်ပြောပြသွားမယ် Premium software ကိုကျွန်တော်တို့စာဖွင့်နေပါမယ်ဒီလို screen ပေါ်လာရင်ကျွန်တော်တို့ကစာဆုံးဒီဘက်မှာကျွန်တော်က project ဒီဆောင်းကြီးရဲ့ Webpage ဒီဆောင်းကြီးရဲ့အကြောင်းကိုကျွန်တော်ရှင်းပြပါမယ်ကဲဆက်လိုက်ရအောင်ဒီလိုပေါ့ဒီလိုဖွင့်လိုက်တဲ့အခါမှာကျွန်တော်ကပထမဆုံး new project ပေါ်လာတယ် new project ကျွန်တော် new project နဲ့ဒီထဲမှာကျွန်တော်တို့သုံးကြည့်မယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးနေပထမဆုံးနေနာမှာ tutorial for beginner အဲ့လိုရတယ်နော် tutorial for beginner ပြန်တော့မှာကျွန်တော်တို့ location နေရာသိမ့်မနေဒီ file ကိုကျွန်တော်တို့ဘယ်နေရာသိမ့်မနေဆိုတာကိုပြောတာဖြစ်ပါတယ် browser ရဲ့ဝင်နေတယ်နော် browser မှာကျွန်တော်က data ကြီးရဲ့မှာသွားတယ်ကျွန်တော်ဒီထဲမှာကျွန်တော် video edit ဆိုတာဒီထဲမှာကျွန်တော် project ကိုတည်ဆောက်လိုက်မယ် project edit လုပ်မယ် new folder project project အဲ့ဒါမှကျွန်တော်ပြင်နေကျွန်တော် desktop က SSD စိုက်ထားမှာ SSD စိုက်တာတော့ကျွန်တော်နှစ်ခုပေါ်နေ SSD မစိုက်ထားတဲ့လူတွေကတော့ဒီလိုနှစ်ခုပေါ်နော်ဒီကလည်းကျွန်တော်က SSD နှစ်ခုစိုက်ထားတော့နှစ်ခုပေါ်နေအဲ့ဒါမှကျွန်တော်တို့က multiple playback engine GPU acceleration ကိုကျွန်တော်တို့ရွေးပြီး okay အဲ့ဒါ okay ပါဒီလိုညင်လိုက်တဲ့ကကျွန်တော်ရဲ့ message များမကြောက်တော့ပါဘူးဒီကတော့ကျွန်တော် ရှင်းပြမယ်ဒီကပန်နေအကြောင်းကိုကျွန်တော်ရှင်းပြမယ်ဒီကပန်နေရှိအကြောင်းတွေကိုကျွန်တော်ဘာပန်နေဆိုတာကိုကျွန်တော်ရှင်းပြပါမယ်ပထမဆုံးအနေနဲ့ဒီထဲမှာ video footage တွေကိုဆက်ထည့်ရမယ်ဆိုရင်ကျွန်တော်တို့က project ပန်နေမှာဆိုတော့ project ပန်နေရမှာ source monitor မှာ timeline ထဲမှာ program monitor ကိုရောက်သွားပြီဗျာကျွန်တော်ဒီကပထမဆုံးကကျွန်တော်တို့ project ပန်နေပြစနစ်က source monitor မှာ timeline ပြီးမှာ program monitor ကိုရောက်သွားမှာဗျာကြောက်ပဲ Webpage ကတော့ validate ပါဒီကောင်ကတော့ဒီ button ကြီးအောင် Webpage လို့ခေါ်ပါတယ်ဒီတန်းကြီးက Webpage line ကြီးကတော့ acceleration attitude နဲ့ color လို့ file audio လို့ graphic caption library ကျွန်တော်က video edit လုပ်ရင် editing နဲ့လည်းလုပ်ကိုယ်ပိုင် Webpage နဲ့လုပ်လို့ရကိုယ်ပိုင် Webpage လုပ်လို့ဆိုတော့ကျွန်တော်ကကိုယ်ပိုင် Webpage ကိုတည်ဆောက်မယ်ပထမဆုံးကျွန်တော် Windows edit ရ Webpage တွေက CNU Webpage လုပ်နေတယ်ကျွန်တော် CNU ကျွန်တော်ကိုယ်ပိုင် Webpage နဲ့ကျွန်တော်နာမည်ကိုဆိုတော့ကို Webpage okay ဒီမှာကျွန်တော် Webpage ကနောက်ဆုံးမှရောက်တယ်ကျွန်တော်ကရှေ့ဆုံးမှပို့ချင်တယ်ဆိုတော့အဲ့လိုဆွဲလို့လည်းပို့လို့မရဘူးကျွန်တော်ကဒီ Webpage ကို Webpage ရဲ့ပြောင်းမယ် Webpage ရဲ့ဝင်ပြီးမှကျွန်တော်က editing Webpage active Webpage မှာကျွန်တော်ကဒီကျွန်တော်ခုနကလုပ်တဲ့90 Webpage ကိုကျွန်တော်အပေါ်ဆုံးတင်တယ်ဒါဆိုပေါ်ဆုံးရောက်တယ်ပေါ်ဆုံးရောက်တော့ okay အဲ့ဒါဒီ Webpage ကရှေ့ဆုံးမှရောက်လာတယ်အဲ့ Webpage ကရောက် Webpage ဒါကြီးကပတ်နေတယ်ပေါ့ပတ်နေတယ်ဒီမှာပတ်နေတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာproject ဘယ်နဲ့ကို video footage တွေဆက်ထည့်ရမလဲဆိုတော့ကျွန်တော်ပြောပြပါအောင်